ဟုတ်ပြီအဲ့တော့ pressure gauge ဟုတ်ပြီဒါလေးကိုအရင်ကြည့်မယ်နော် pressure gauge တကိတ်နဲ့တကိတ်ကတူလားဆိုတော့မတူဘူးတာကိုသွားတွေ့တယ်အဲ့တော့ gauge နှစ်ခုပါတဲ့အခါကျတော့သူ့ကို double gauge လို့ခေါ်တယ်နော် gauge နှစ်ခုပါတော့တစ်ခုတည်းဆိုရင်တော့ single gauge single လား double လား single ဒီဘက်ကပို့တော့အောင်မ single တဲ့သူကလေးက9ယောက်လောက်ရှိတယ်အောင် single တဲ့ဘာလို့ထွေပဲလဲမင်းထွေပဲကနော်မင်းရောsingle အဲ့တော့ဒီကောင်က double gauge လို့ခေါ်တယ်တစ်ခုတည်းဆိုလို့ရှိရင် single gauge လို့ခေါ်တယ်ဟုတ်ပြီဒါဆိုလို့ရှိရင်ကျွန်တော်တို့ကဒီမှာ pipe ရှိတယ်ဒီမှာ pipe ရှိတယ်ဒီမှာ pipe ရှိတယ်အဲ့တော့ဟုတ်ပြီအဲ့လို pipe တက်တဲ့အခါမှာလည်းကျွန်တော်တို့ကဒီမှာဒီကောင်ကိုကြည့်လိုက်မယ်ကြည့်လိုက်လို့ရှိရင်တစ်ဖက်ကဘာပါတော့ကောက်ပါတာပေါ့ကောက်ပါတစ်ဖက်ကဘာမှပါဟုတ်ပြီကောက်ပါမှာဘာထိတ်ကဘာဖြစ်နေသေးလဲအတန်လေးပါထိတ်ကွဲလေးပေါ့ကွာအဲ့တော့ကောက်ကဘဲဆိုင်နေမှာပြန်ကြည့်ကိုယ့်အောက်ကိုပြန်ကြည့်စီနော်ဒီလိုငုံကြည့်လိုက်ဘဲဆိုင်နေကောက်ကအေးအဲ့တော့ကောက်ကိုဘာမှထားမလို့အောက်မှာထားမှာဟုတ်ပြီနော်ကောက်ကအောက်ဆိုင်နေတယ်အဲ့တော့ကောက်အပေါ်ထောင်နေတဲ့ကောင်ကတော့ကောက်ကိုဘာမှထားမယ်အပေါ်မှာထားအဲ့တော့အကုန်လုံးတဘာဝကြီးအတိုင်းပဲဘာလုပ်ပေးတာတော့လုပ်ပေးတာဟုတ်ပြီဒီဂိတ်အောက်ကဒီ pipe ဒီ pipe ဘလို့ကိုစားပြုမှာလဲဆိုရင်ဒီ gate ကိုကိုစားပြုမှာဟုတ်ပြီနော်ဒီ pipe ဘလို့ကိုစားပြုမှာလဲဆိုရင်ဒီ gate ကိုကိုစားပြုဒီ pipe ဘလို့ကိုစားပြုမှာတော့ sorry ဒီ gate ဒီဘယ် pipe ကိုကိုစားပြုမှာတော့ဒီကောင်ကိုကိုစားပြုမယ်ဒီ gate ဒီဘယ် pipe ကိုကိုစားပြုမှာလဲဆိုရင်အပြာရော pipe ကိုကိုစားပြုမယ်သူ့အောက်ကတန်းနေတဲ့ကောင်ကိုစားပြုဒီကောင်ကတော့ process pipe process pipe ကတော့ထုံးတဲ့အတိုင်း system ထဲမှာဖြည့်မယ်ထုတ်မယ်သွင်းမယ်ဘာညာကဲဝိုးနဲ့ချိန်မယ်ပဲခင်းဆွဲမယ်ပေါ့နော်ထားအကိစ္စဒီကောင်မစင်းစားနဲ့ဘူးဒီ pipe ဒီ gate ဒီဘယ်တော့ကိုစားပြုမှာဒီကောင်ကိုဒီ pipe ကိုကိုစားပြုမှာဒီ gate ဒီကောင်ကိုကိုစားပြုမှာဒါဆိုလို့ရှိရင်ဒီဘက်က gate ဒီဘယ် pipe ကိုကိုစားပြုမှာတော့ဒီ pipe ကိုကိုစားပြုမှာဒီ gate ဒီ pipe ကိုကိုစားပြုလဲရကောင်က process pipe ဒီ gate ဒီဘယ် pipe ကိုကိုစားပြုမယ်သူ့အောက်က pipe ကိုကိုစားပြုမယ်ဒီကောင်ဒီသူ့အောက်က pipe ကိုကိုစားပြုမယ်ဒီကောင်က process pipe okay အဲ့တော့သူကဘယ်လိုအလုံးလုံးမှာလဲဆိုလို့ရှိရင်ကျွန်တော်တို့က